အားလုံးပဲမင်္ဂလာပါတူတဲ့ Valley နဲ့စာလေးပြန်ပြီးတော့ကြိုဆိုပါရစေဒီကနေ့မှာတော့ how to hold volume bow ဆိုတဲ့သင်ခန်းစာလေးနဲ့ဆက်လက်ပြီးတော့သင်ကြားပေးသွားမှာဖြစ်ပါတယ် volume bow holding လို့ပြောလိုက်တာနဲ့ volume bow နဲ့စပြီးတော့ပဲသင်ရတော့မယ်တီးရတော့မယ်လို့ထင်ကောင်းထင်နေလိမ့်မယ်ဒါပေမဲ့လုံးဝမဟုတ်ပါဘူးဘာလို့လဲဆိုလို့ရှိရင် volume bow ကအခုမှစပြီးတော့သင်မဲ့ beginner တွေအခုမှစပြီးတော့ learning လုပ်မဲ့သူတွေအတွက်အရင် heavy ဖြစ်ပါတယ်ဆိုတော့ volume bow holding ကိုခဲနံနေနဲ့စပြီးတော့သင်ပေးချင်ပါတယ် bow holding ကိုခဲနံနေနဲ့စမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့လက်ဘယ်ဘက်ညာဘက်နှစ်ဖက်စလုံးကိုဆက်ထားရမယ်ဒီလို position အနေထားဖြစ်နေရပါမယ်အဲ့လို position အနေထားဖြစ်နေပြီးတော့ဘယ်ဘက်လက်မှာခဲနံကိုဒီလိုကင်ထားရပါမယ်ပြီးလို့ရှိရင်ညာဘက်လက်ကဒီလက်ရဲ့အစစ်ကလေးတွေပေါ့နော်ဒီလက်ရဲ့အစစ်ကလေးကနေဒီလိုကွေးလိုက်ရမယ်ပြီးလို့ရှိရင်ဒီလိုအနေထားဖြစ်နေရမယ်ပြီးလို့ရှိရင်လက်ချောင်းတစ်ချောင်းနဲ့တစ်ချောင်းနဲ့ဂျားထဲမှာ space လေးတွေထားဖို့လိုပါတယ်ဘာလို့လဲဆိုလို့ရှိရင်လက်ချောင်းတွေဒီလိုကက်နေတဲ့ခါကျလို့ရှိရင်ဘိုးကလွတ်လွတ်သွားလာလို့မရတော့ဘူးဆိုတော့အရင် lock ဖြစ်နေမယ်အဲကြောင့်လို့ဒီလက်ဂျားတွေမှာ space ရှိနေဖို့လိုအပ်ပါတယ် okay ဆိုတော့ step တစ်ခုအနေနဲ့ပထမဆုံး step တွေနဲ့ဒီမှာဘေးဘက်လက်နဲ့ကိုယ်ကင်ထားမယ် okay ညာဘက်လက်လာလိုက်မယ်အလဲစစ်ကလေးကနေကွေးလိုက်မယ်အားလုံးကိုဒီလိုမျိုး space လေးချပြီးကွေးလိုက်မယ်ဒီတိုင်းလေးပဲကွေးလိုက်မယ်ပြီးလို့ရှိရင်လက်မကိုလက်ညိုးနဲ့လက်ကလေးဂျားလေးမှာထည့်လိုက်မယ် okay ဖြစ်နိုင်ရတော့လက်ကလေးနဲ့ဒီလိုအနေထားလေးဖြစ်နေရမှာနော်ဆိုတော့လက်မကလည်းအရေးကြီးပါတယ်လက်မကဒီလိုမျိုးကွေးနေလို့မရဘူးဒီလိုတန်းနေလို့လည်းမရဘူးဒီလိုလေးကွေးနေရမှာမယ်ဒီလိုလေးပြောင်းပြန်အနေထားများသွားဖြစ်ဒီလိုအနေထားဖြစ်နေတတ်ပါတယ်ဆိုတော့ဒီလိုလေးကွေးနေရမှာမယ် okay ပြီးလို့ရှိရင်လက်ကနည်းနည်းလေးဟိုဘက်ကိုအနေထားကွေးရပါမယ်ပုံမှန်ဖြစ်ဒီလိုမျိုးတွေလည်းရှိနေတတ်တယ်အဲ့ဒီအတွက်ကြောင့်သတိထားပါလက်ကဒီလိုတိတ်လာမယ်ပြီးလို့ရှိရင်ဒီလိုလေးနည်းနည်းစောင်းပါမယ်ပြီးလို့ရှိရင်လက်မကိုထည့်မယ် okay ဆိုတော့ဒီလိုအနေထားလေးဖြစ်နေရပါမယ်okay ဆိုတော့ဒီလိုနေထားလေးဒီတိုင်းကင်ထားမယ်ပြီးလို့ရှိရင်လက်ကိုကွေးမယ်ဆက်မယ်ကွေးမယ်ဆက်ကွေးဆိုတော့လက်မကလည်း movement ဖြစ်နေရမယ်အရင်ဆုံးဒီဘယ်ဘက်လက်ကိုမလွတ်ပဲနဲ့ကင်ထားပြီးတော့မှဒီလို practice လုပ်ပါပြီးလို့ရှိရင်လွတ်ပါတော့ volume bow holding ကိုခဲနဲ့တင်ကြားပေးသွားတဲ့ဗီဒီယိုဖြစ်ပါတယ်။နောက်လာမယ့်ဗီဒီယိုမှာ volume bow အစနဲ့ဆက်ပြီးတော့တင်ကြားပေးသွားမှာဖြစ်ပါတယ်။ဒီနေ့ volume bow holding နဲ့ပတ်သက်ပြီးတော့မေးစရာမေးခွန်းလေးရှင် comment box မှာလာရောက်ပြီးတော့မေးမြန်းနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်။